အားလုံးပဲမင်္ဂလာပါစိတ်ဓာတ်ကိုပြင်လိုက်ပါလူတစ်ယောက်ရဲ့ဘဝအနှိမ့်အမြင့်ဟာစိတ်ဓာတ်အပေါ်အများကြီးမူတည်ပါတယ်စိတ်ဓာတ်မြင့်မားရင်ဘဝမြင့်မားမှဖြစ်ပြီးစိတ်ဓာတ်နှိမ့်နေရင်ငွေချမ်းသာလဲဘဝကနှိမ့်ကျနေမှာပါစိတ်ဓာတ်မြင့်မားတဲ့ဆိုတာဘယ်လိုဟာကိုခေါ်သလဲရိုးသားမှုကိုလောက်ခဲ့တဲ့လောက်ရက်အပြောတွေအပေါ်တာဝန်ယူမှုအရှိကိုအရှိအတိုင်းရိုးသားစွာဖော်ပြတတ်မှုမကောင်းတာပဲလှုပ်လှုပ်ကောင်းတာပဲလှုပ်လှုပ်စီးစနစ်ကြမှုကိုမားရင်မားတယ်လို့ဝန်ခံရတဲ့တတ္တိရှိမှုအခြားသူရဲ့နှာခေါင်းပေါက်နဲ့အသက်မရှူတတ်သူပြောတစ်မျိုးအလုပ်တစ်မျိုးမလုပ်တတ်သူကိုမှန်တယ်ထင်ရင်ဆင်းဘရင်တောင်ပြန်ပြောရဲသလိုကိုမားပြီးဆိုရင်လဲသူတောင်းစားကိုတောင်းပန်ဖို့ဝင်မလေးတတ်သူကိုရဲ့လုပ်ငန်းရှင်ဆရာသမားအပေါ်တစ္ဆာရှိပြီးကိုရဲ့လက်အောက်ငယ်သားတွေအပေါ်ကိုလဲညတစွာဆက်ဆံတတ်ကအမှန်တရားကိုလက်ကင်ထားသူစသည်တို့ကိုဆိုလိုပါတယ်အည်အသွေးချင်းဆင်ပြိုင်တာမဟုတ်ပဲအမီးကြမ်းရင်အမီးခေါင်းကြမ်းရင်ခေါင်းစားဆိုတဲ့စိတ်ဓာတ်ရှိနေတဲ့လူမျိုးစုတွေကတော့တိုးတက်လာလဲခဏပါအခြေမခိုင်ပဲရိုင်လဲနေမှာတေချာသလောက်ရှိပါတယ်စိတ်သည်ဘဝသည်စိတ်ပါစိတ်ဓာတ်မကောင်းမှတော့မှန်လို့ပဲဘဝလဲချောလာစရာအကြောင်းမရှိပါပေါ့စားပြီးခွင်ဆိုတဲ့တနတ်စာကြံစီနေမှတော့တနတ်စာပြီးစားစရာမကြံတော့ရင်ငတ်ပြီပေါ့ပညာတွေဘယ်လောက်ဖဲတော်တတ်စိတ်ဓာတ်တွေမကောင်းရင်တော့အသုံးမဝင်သလိုအရေးအချင်းတွေဘယ်လောက်ပဲရှိပါစီကံမရှိရင်တော့ပလိုင်းပေါက်နဲ့ဖားကောက်နေသလိုပါပဲသူငယ်ချင်းဘဝမြင့်မားပြီးအဆင့်တန်းမြင့်တဲ့လူသားတစ်ယောက်ဖြစ်ချင်ရင်တော့စိတ်ကိုအရင်ပြင်ကြည့်လိုက်ပါစိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်